လာခဲ့လူပွဲစည်းဟာတီတရားနဲ့တွေးတွေနဲ့နင်းပြားတွေကိုလေကားတဲ့လူမျိုးစီထားခဲ့တဲ့မြေအသက်တွေကအရေးပါကြောင်းလက်ရှိရှိတရားတွေလည်းမတွေးတီထွင်ခဲ့သူတက်ရှိတွေကိုပြန်ရီးပြခဲ့တဲ့ငွေဓာတ်တွေကိုဖောက်ထွက်ပြီးပန်းနိုင်သည့်မီဒီယာမဲမဲပြေးနေတဲ့လူငယ်တန်ဖိုးမဲ့စွာဖက်ကောင်းသားအောက်မှာပြပြခဲ့တဲ့ရွှေတောင်မဲ့မျိုးခွဲလူငယ်တန်ချိုးခွင့်ချီထားခဲ့တဲ့ချီရက်တစ်တင်မွေတော်နိုင်မဲ့တိရက်နဲ့လာထိပါခဲ့တဲ့နှွေကဘာရဲ့ချိန်ခွင်ရှာခမတွန်းလန့်ခဲ့တုန်းကလို့မညီမျှသေးပဲချီကျုပ်တို့လည်းဒီထောင်ချောက်တဲပြန်ကြခဲ့တာပဲတတိထားခဲ့ရဲ့လေတစ်ဖက်မှာစီကားပြီးတစ်ဖက်မှာအနီများရဲတဲ့မြေမျောလင်းချက်ကြီးလုံးစွာချီထားတဲ့လက်အုပ်တွေပြကြခဲ့တဲ့နေ့ရှိုက်တဲ့ခုနဲ့ခံရမှုအခုဒီခံစားရဒုံးမဲမလားအဲ့ဒဏ်ရာတွေအကြကထုတ်ခဲ့သမျှလဲပြန်ရလာဒုံးမဲခဏတာအမှန်တရားဖုံးထည့်ထားလို့ရရင်မဲ့ဒဏ်ရလာအုံးမဲ့နာဒီဟန်ပြကဘာလုံးထဲမှာလူသားဆက်သမျှငါရှုံးခဲ့တာချိန်ခွေရှာခမတွန်းလာခဲ့တော့ကလည်းမြင်မြသေးပဲချေကျုပ်တို့လည်းဒီထောင်ချောက်ထဲပြန်ကြခဲ့တာပဲတတိထားခဲ့ရဲ့လေတစ်ဖက်မှာစီကားပြီးတစ်ဖက်မှာအနီများရဲတဲ့မြေမျောလင်းချက်ကြီးလုံးစွာချီထားတဲ့လက်အုပ်တွေပြကြခဲ့တဲ့ဘောကစတုံညာကတာရီကိုလက်ခံကြမြုံလို့မြတ်ပါရီကိုဖြစ်ချင်လို့ဖြစ်ချင်မသိတဲ့ငါရဲ့နေများစိတ်တဲ့တွေပြန်ဆဲလို့မရတော့ငတ်တွေလို့ပြန်တန်တော့ဘွားမတခါလားစူတော့ပြေဘူးချင်းတဲ့အသက်တွေတီးမြဲတဲ့ဘွားကြီးမှာကောင်းနေလိုက်စားရှောက်လာတဲ့လမ်းမှာလည်းပန်းနေကောင်းပွင့်ချောင်းငယ်ရဲ့ဘေးမှာချစ်လက်ရှာတဲ့ငှက်ငယ်လေးဆုံးမှာလွှင့်အသက်နဲ့ခံတာတီနေတွေးတော့ဒုက္ခတွေကောင်းတော့ကြောဖြစ်ရမယ်ဘာကပြဿနာလဲဖြစ်နိုင်တာငါကိုယ်တိုင်ကပြဿနာပဲမိုးဝုတ်တိန်နေမျိုးမိုးသားတိန်ပြိုတီအလွမ်းရတီကမောင်းမချင်းတို့ကိုတဖြည်းဖြည်းနဲ့ပေါ်ဆောင်ပြီးညတရှိတဲ့လမ်းမရဲ့မီးရအောင်မအိတ်ကက်တဲ့လက်နိုင်ကြီးအကျွေးတချို့နဲ့မျောလင်းချင်းတို့တပိုင်းတစားရှိနှက်ပြန်နေရောက်လာဖို့တီးစိတ်တွေကလည်းစိုးရိမ်နေရှာဘဝရဲ့ပိတ်ကအောင်မကြုံရဆိုင်တဲ့ဘက်ကကျူတွေကဘဝမှာမြောက်ကြီးတစ်ကိုင်းလို့သူတို့လှုပ်ချင်တာတွေများဖြစ်တင်တာတွေဖြစ်မလာတဲ့ခါသုံးကြတဲ့ကတည်းကလိုက်ပြီးရိုးချ Yeah တွန်းလာခဲ့တော့ကလည်းမြင်မြသေးပဲချေကျုပ်တို့လည်းဒီထောင်ချောက်ထဲပြန်ကြ